ဘယ်နေရာကနေမဆိုတွားရောက်လက်ပံနိုင်ပြီးတိတ်ဆန်တွေပျော်ရွှင်စွာနေထိုင်နေတဲ့တော်ရိုင်းတိတ်ဆန်ဘေးမဲ့တော်တစ်ခုကိုစိတ်ကူးကြည့်ဖူးပါလားဒီဗီဒီယိုကတဘာဝကိုကာကွယ်ဖို့ယုံကြည်ပြီးကိုယ့်အိမ်ကနေတော့ကူညီပေးခြင်းသူတိုင်းကရည်ရွယ်ပါတယ်ဒီလိုထူးခြားတဲ့စိတ်ကူဘယ်လိုပေါ်လာပြီးဘယ်လိုမျိုးအကျိုးသက်မှုတွေပေးနိုင်လဲဆိုတာမိတ်ဆွေသိချင်လာပါလိမ့်မယ်ဒီစီမံကိန်းရဲ့တည်ထောင်သူဟာ1998မှာမွေးဖွားခဲ့ပြီးငယ်စဉ်ကတည်းကတရိษံတွေကိုချစ်မြတ်နိုးခဲ့ပါတယ်။သူဟာလေယာမြေမှာကြီးပြင်းခဲ့တာကြောင့်တရိษံတွေနဲ့အကျွမ်းတဝင်ရှိခဲ့ပါတယ်။ဒီအချက်ကပဲသူ့ကိုတရိษံရုံမူတဦးဖြစ်အောင်တွန်းအားပေးခဲ့တာဖြစ်ပါတယ်။သူဟာ16နှစ်သားရွယ်မှာတိရိษံရုံမှာအလုပ်လုပ်ခဲ့ပြီးကန်ဂရုလိုလိမာလိုတိရိษံတွေကိုကျောင်းတွေနဲ့မွေးနေ့ပွဲတွေစီခေါ်ထားပြီးကလေးတွေကိုတိရိษံတွေအကြောင်းသင်ပေးခဲ့ပါတယ်။တညမှာသူဟာ Twitch မှာဗီဒီယိုဂိမ်းကစားပြီးတိုက်လိုက်ထုတ်လွှင့်နေတဲ့တွင်ငယ်ချင်းတွေကို online မှာတွေ့ခဲ့ပါတယ်။ဒီကနေ့သူဟာကိုလုတ်ချင်တာကိုတိုက်လိုက်ထုတ်လွှင့်ပြီးပရိသတ်စီကနေအခုနီရယူနိုင်တယ်ဆိုတာကိုသိရှိခဲ့ပါတယ်။အစပိုင်းမှာသူဟာပရိသတ်30ဦးလောက်နဲ့တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။တညမှာကားတိုက်ခံရတဲ့တိမ်ငက်နေအောင်လေးတစ်ကောင်ပဲအကူညီတောင်းခံခဲ့ရပါတယ်။သူဟာဘင်းလို့နာမည်ပေးထားတဲ့အဲ့ဒီတိမ်ငက်လေးကိုသူ့အိမ်နောက်ဖေးမှာပြုစုစောင့်ရှောက်ခဲ့ပါတယ်။တညမှာတိုက်ရိုက်ထုတ်လွှင့်နေရင်ပရိသတ်တဦးကသူနောက်ဖေးမှာတိမ်ငက်ရှိတယ်ဆိုတာကိုမယုံခဲ့ပါဘူး။သူလည်းတိမ်ငက်ကိုအိမ်ထဲခေါ်လာပြီးပြသခဲ့ပါတယ်။ဒီဖြစ်ရပ်ကနေဗီဒီယိုတိုလေးတစ်ခုထပ်ပေါ်လာပြီး Reddit မှာပြန့်နှံ့သွားခဲ့တာကသူပရိသတ်တွေအများကြီးတိုးလာခဲ့ပါတယ်။ဘင်းရဲ့ဇလန်းကလူပေါင်းများစွာစီရောက်ရှိခဲ့တဲ့အတွက်သူအလုပ်လုပ်တဲ့တရိษံယုံကကာတူးတို့တွားတတဝါတို့လိုတရိษံတွေကိုသူဓာတ်ရိုက်ထုတ်လွှင့်မှုမှာပြသဖို့ခွင့်ပြုခဲ့ပါတယ်။ဒါကြောင့်တရိษံယုံရဲ့ပြင်ပလုပ်ငန်းတွေကအိမ်ကနေလုပ်ကင်တဲ့အလုပ်ဖြစ်သွားခဲ့ပါတယ်။သူဟာ22နှစ်အရွယ်မှာဘယ်သူမှကိုယ်တိုင်လာရောက်လဲပတ်ဆရာမလို့တဲ့တရိษံဘေးမယ်တော့ထုတ်တိစောက်ဖို့အကြံရခဲ့ပါတယ်။ဒီစီမံကိန်းအထက်ရန်ပုံငွေအားလုံးကိုတိုက်လိုက်ထုတ်လွှင့်မှုတစ်ခုတည်းနဲ့ရှာဖွေဖို့စိတ်ကူးခဲ့ပါတယ်။တိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာပရိသတ်တဦးကဒေါ်လာနားသိရရင်ခေါင်းရိပ်မလားလို့မေးခဲ့ပါတယ်။သူလည်းသဘောတူခဲ့ပါတယ်။အဲ့ဒီခေါင်းရိပ်မဲ့အစီအစဉ်ကတော်တော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။20နာရီကြာတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတည်းနဲ့ဒေါ်လာ9,900,300ရရှိခဲ့ပါတယ်။ဒီငွေတွေနဲ့ Austin, Texas မှာမြေဝယ်ပြီး data center enclosures တွေစတင်ဆောက်လုပ်ခဲ့ပါတယ်ပထမဆုံးကဲတင်ခဲ့တဲ့တိရစ္ဆာန်တွေက OA နဲ့မိုမိုလို့အမည်ရတဲ့မာမိုဆက်မြောက်နှကောင်ဖြစ်ပါတယ်။သူတို့ကိုအစကအေးမွေးတိရစ္ဆာန်အထည်ဝယ်ယူခဲ့ပေမဲ့လုံလောက်တဲ့ပြုစုဆောင်ရှောက်မှုမရှိတာကြောင့်သူတို့စီရောက်လာခဲ့ပါတယ်။အခုတော့ဒီမြောက်လေးတွေဟာ RVS မှာနေထိုင်ပြီး primate တိရစ္ဆာန်တွေကိုအေးမွေးတိရစ္ဆာန်အဖြစ်ခိုင်းစေမှုနဲ့မိုးတစ်တော် habitat တွေရဲ့အရေးပါပုံကိုလူတွေသိရှိစေဖို့ကူညီပေးနေပါတယ်။ American မြေခွေးတစ်ကောင်ဖြစ်တဲ့ Finn ကိုကယ်ဆယ်ခဲ့ပြီးသူနဲ့သူ့တငယ်ချင်း Reed တို့ဟာ LVS မှာနေထိုင်ပါတယ်။အမွေးအသားကုံသွယ်ရေးရဲ့ကြောက်မက်ဖွယ်ရာတွေကိုလူတွေသိရှိစေဖို့ကူညီပေးနေပါတယ်။ Winnie လို့အမည်ရတဲ့နွားမတစ်ကောင်လည်းရှိပါတယ်။ Oklahoma ပြည်နယ်ကအမဲသားထုတ်လုပ်ရေးလုပ်ငန်းကနေကယ်တင်ခဲ့တာဖြစ်ပါတယ်။ Winnie ကစီးပွားဖြစ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကတလိษံကာကွယ်စောင့်ရှောက်ရေးနဲ့ကဘာမီကိုဘလို့ထိခိုက်စေလဲဆိုတာကိုလူတွေသိရှိစေဖို့ကူညီပေးပါတယ်။ပရိသတ်တွေအနေနဲ့ဝီနီကိုအွန်လိုင်းကနေ$5လှူဒန်းခြင်းဖြင့်အစာကျွေးနိုင်ပါတယ်။အဲ့ဒီအစာကျွေးဆက်ကနေအစာအစာတွေထွက်လာတာကိုသူတို့တက်ရိုက်မြင်တွေ့နိုင်ပါတယ်။ဒီလိုမျိုးစမ်းသစ်တဲ့အစီအစဉ်ကနေအခုအချိန်ထိ$3,800ကျော်ရန်ပုံငွေရရှိခဲ့ပြီးဖြစ်ပါတယ်။2019ကတည်းကသူဟာဓာတ်ရိုက်ထုတ်လွှင့်မှုတွေကနေတကဘာလုံးကတဘာဝထိန်းသိမ်းရေးလုပ်ငန်းတွေအတွက်$9.5 သန်းကျော်ရန်ပုံငွေရှာဖွေပေးခဲ့ပါတယ်။2025ခုနှစ်တစ်နှစ်ထဲမှာပဲအွန်လိုင်းကနေတဘာဝထိန်းသိမ်းရေးပညာပေးမှုတွေနဲ့လူ250သန်းကျော်ကိုရောက်ရှိခဲ့ပါတယ်။ LVS မှာအခုဆိုရင်ချက်တူးရွေးတွေ၊ emu တွေ၊မြောက်တွေနဲ့ဝင်ပလွေးခွေးတွေအများပြားနေထိုင်နေကြပါနီ။ကင်မရာ36လုံးနဲ့တိရစ္ဆာန်တွေကို24နာရီတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။တိရစ္ဆာန်တွေကသူတို့ကိုလူထောင်ပေါင်းများစွာကြီးရှုနေတယ်ဆိုတာကိုလုံးဝမသိကြပါဘူး။ဒါကပဲတိရစ္ဆာန်တွေကိုစိတ်ဖိစီးမှုတွေမထီအောင်ကာကွယ်ပေးပါတယ်။ဒီအစီအစဉ်ကဧည့်သည်တွေလာရောက်လဲပတ်စီရမလို့တဲ့အတွက်လက်ဆောင်ပစ္စည်းဆိုင်တွေကားပါကင်တွေလိုနေရာတွေအတွက်ရန်ပုံငွေထည့်စီရမလို့ပါဘူး။အင်တာနက်ချိတ်ဆက်မှုရှိုံနဲ့ကဘာပေါ်ကဘယ်နေရာကမဆိုသူတို့ရဲ့တိရစ္ဆာန်တွေကိုအခန့်မဲ့လာရောက်လဲပတ်နိုင်ပါတယ်။ RVS ကလူငယ်တွေကိုလူမှုကွန်ရက်ပေါ်မှာသူတို့ရှိနေတဲ့နေရာကနေတဘာဝထင်းသိမ်းရေးအကြောင်းကိုသင်ပေးပါတယ်။သူတို့ရဲ့နောက်ထပ်ရှေ့လန်းကတော့မျိုးသွင်းလူနီးပါးမျိုးစိတ်တွေကို RVS မှာမွေးမျိုးပြီး
ဒေါ်ထဲကိုပြန်လှုပ်ဖို့ဖြစ်ပါလေဒီအစီအစဉ်ကိုဝန်ပုလွေတွေကိုကဲတင်ချင်းကနေစတင်ပါမှာပရိသတ်တွေဘင်းကိုချက်သလိုဒီဝန်ပုလွေတွေကိုလည်းချက်လာမယ်လို့သူမျိုးလင်းပါလေဒီလိုနဲ့ပဲလူတန်းပေါင်းများစွာဟာကိုယ့်အိမ်ကနေတောရိုင်းတရိတ်ဆိုင်တွေနဲ့နေရာတွေကိုတိုက်ပွဲဝင်မဲ့မျိုးဆက်သစ်တဘာဝထိမ့်သိမ်းရေးသမားတွေဖြစ်လာနိုင်ပါတယ်ဒီလိုထူးခြားတဲ့စိတ်ကူးတွေဟာဘယ်လိုဆက်ပြီးကဘာကြီးကိုပြောင်းလဲပြနိုင်လဲဆိုတာစောင့်ကြည့်ဖို့ထိုက်တန်ပါတယ်